မင်းသားကြီးနီကိုလတ်ကေ့ရှ်မင်းလဲယူငါလဲယူတလောကလုံးယူမတ်ပရာမြေလူရုပ်ရှင်ဇက်ယူကဒီကားဘလို့လူတွေကြည်တင်လဲဆိုတော့ဟိုကားလဲမကောင်းပါဘူးကွာပေါ်ကားကြီးဒီကားလဲမကောင်းပါဘူးကွာပေါ်ကားကြီးအဲ့လိုမျိုးကိုယ့်ဘာသာကိုကြဖုန်းကင်မရာနဲ့တောင်ဖြောက်အောင်မရိုက်တတ်ပေမဲ့ဟောလိဝုဒ်ဘောလိဝုဒ်နိုင်ငံတကာဇက်ကားပေါင်းစုံဝေဖန်လေကန်နိုင်တဲ့ဆရာကြီးတွေအထူးကိုကြည်တင်တဲ့ဇက်ကားမျိုးပါဒီကားကိုကြည့်ပြီးသေချာနားလေသဘောပေါက်ထပ်တူကြခံစားနိုင်တဲ့လူတွေကိုလည်းအခုတည်းကဆရာကြိုးခေါ်ခြင်းပါတယ်ဇလန်းလေးကဘဲကြီးတပွဲရသူ့သားနဲ့ပင်လယ်ထဲမှာရေလွှာရှောစီးခြင်းတယ်သူတို့ရောက်နေတဲ့ကမ်းခြေရအတိုင်းဝိုင်းဟာအဲ့မှာမနေရင်ဘသူမှပင်လယ်ထဲပေးမစင်ဘူးအဲ့နောက်ပိုင်းတော့ဆရာကြီးတွေကြည့်ဖို့ဖြစ်သွားပြီဇကားလေးရဲ့နာမည်က The Sufferဇကားကြည့်ပြီးနားလေလားလို့မင်းနားလေတယ်အဲ့ဆိုပြန်ပြောပြလို့ပြောရင်ဘယ်ကနေစပြောလို့စပြောရမှမသိအောင်စေးထိုးထားနိုင်တဲ့ကားမျိုးဒရိုက်တာချောင်ပရိုလေးလို့ဘာလို့လားတော့မသိဘူးညီလေးอ่ะမင်းတို့ကိုကြီးသေးတောင်မှတစ်ခါဆက်ဆံ10ကာလန်နဲ့ဇကားမျိုးကြတော့ဘလို့မျိုးလဲသိချင်သွားကြည့်လိုက်တော့လေ